ကဲအားလုံးပဲမင်္ဂလာပါပေါ့နော်ညီကိုတို့ဒီနေ့မှာဆိုရင်ကျွန်တော်ကိုလာပြီးတော့အမင်းများတဲ့အကြောင်းအရာလေးတစ်ခုကျွန်တော်လာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေ Facebook မှာဒီ monetization ရဖို့အတွက်ပေါ့နော် Facebook ကကျွန်တော်တို့ကိုလာပြီးတော့ invite ဖို့အတွက်ပေါ့နော် invite ခံရဖို့အတွက်ကတော့ကျွန်တော်တို့တွေဒီမြန်မာနိုင်ငံ location နဲ့ဖြစ်နေတဲ့ညီကိုမောင်နှမတွေကတော့မရဘူးပေါ့နော် Facebook ကငွေစာခွင့်မပေးပါဘူးမြန်မာနိုင်ငံဆိုရင်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ Facebook account ကိုကျွန်တော်တို့စစ်စေးကြည့်ရမယ့်နေကိုကျွန်တော်လာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ page က Facebook account နဲ့ချိန်ထားတဲ့ဆိုရင်လည်းအဲ့ဒီချိန်ထားတဲ့ admin account ပေါ့နော် Facebook account ကလည်းဟိုတင်မြန်မာနိုင်ငံ location နဲ့ဖြစ်နေလို့မရဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီ location ဝင်ကြည့်နေကိုကျွန်တော်ပြပြမှာပေါ့နော်အရင်ဆုံးကျွန်တော်တို့ setting ထဲကိုဝင်ရမှာပေါ့နော် setting ထဲကိုသွားပါနဲ့သွားပြီးပြီဆိုရင်ကျွန်တော်တို့ဘယ်နေရာမှာသွားရမလဲဆိုတော့ကျွန်တော် white ပြလိုက်မယ်နော်ဒီနေရာကိုသွားပါပေါ့နော်နေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီကပြထားတဲ့ဒီ information ဒီ information အကောင့်ပေါ့နော်ကျွန်တော်တို့ဝင်နိုင်ပါနိုင်ပြီးပြီဆိုတာကကျွန်တော်တို့ဒီအပေါ်ကတစ်ချောင်းလေးကိုကျွန်တော်တို့နိုင်လိုက်โอเคဒီလိုပေါ်လာပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဘယ်နေရာမှာနိုင်ရမလဲဆိုတာကနော်ဒီ Simo အကောင့်လေးကိုထားနိုင်ပါဒီလိုရောက်ပြီဆိုရင်ကျွန်တော်ကအခုလက်ရှိကျွန်တော်အခုတုံးနေတဲ့ Facebook အကောင့်ကထိုင်းနိုင်ငံမှာမို့လို့အခုထိုင်း location ကိုပြထားတာပေါ့နော်ဒါကကျွန်တော်တို့Facebook ပေါ်မှာဝင်ရှာချင်တော့မယ်ဆိုရင်ကျွန်တော်တို့အဓိကအချက်ကျွန်တော်တို့သိရမှာဖြစ်ပါတယ်ကျွန်တော်တို့ page အကောင့်ပဲပေါ့နော်ကျွန်တော်တို့ page ကိုလည်း Facebook အကောင့်နဲ့ချိန်ထားတယ်အဲ့ဒီချိန်ထားတဲ့ဒီ admin Facebook အကောင့်မှာဆိုရင်လည်းဒီမြန်မာ location နဲ့ပြည်လို့မရပါဘူးဥပမာမြန်မာလွယ်ပြီးပြည်ပနိုင်ငံတနင်္လာနိုင်ငံဆိုရပါတယ်เนาะဥပမာအနည်းဆက်ဆိုတော့ထိုင်းနိုင်ငံပေါ့နော်โอเคထိုင်းနိုင်ငံဆိုရပါတယ်ဒါကျွန်တော်တို့ဝင်ကြည့်ပါတကယ်လို့ကျွန်တော်တို့ကမြန်မာမှာနေတယ်ဆိုရင်တကယ်လို့ဒီလိုဖြစ်တယ်ဆိုရင်တော့ကိုကြိုက်နေတတ်တဲ့ VPN ပေါ့နော်မြန်မာပြည်ကတော့ VPN တွေတောက်လဲဆိုတော့ဒီထိုင်းနိုင်ငံlocation ခံလက်ခံပေါ့ပြီးမှဒီနေရာမှာဝင်ပြောင်းလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ဖုန်းမှာလည်းတစ်ပိုင်းမှာလည်းဝင်ပြောင်းရပါမယ်ပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်ပြီးဆိုရင်သူကမှာ edit setting လေးပေါ့နော်ဒီမှာဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်သူကဖုန်းတစ်ပိုင်းထဲမှာပေါ့နော် location သူပြလာပါမယ်ဒီမှာเนาะကိုကနှိပ်လိုက်တာနဲ့ဒီကိုရဲ့ post တင်ထဲမှာပေါ့နော်ကို Facebook တုံးတော့ကဘယ်လိုပြောလဲ post တင်မှာဗျာအမှ region ပြောင်းတာရှိတယ် location ပြောင်းတာရှိတယ်ကိုက VPN ချိန်ပြီးမှဗျာအမှဟိုတဲ့ location တောက်ဝင်ပြောင်းလိုက်ပါเนาะ region ထိုင်းနိုင်ငံလုံးဝင်ပြောင်းလိုက်အဲ့ဒါတစ်လနှစ်လလောက်နေတယ်ဆိုရင်ဒီလိုထိုင်းနိုင်ငံ location လေးပေါ်လာတာပါเนาะကိုချိန်တဲ့နေရာမှာဆိုရင်ပေါ့ဒါအရေးကြီးပါတယ်ဒါ Facebook မှာကိုကဝင်လို့ရချင်တယ် invite ခံရချင်တယ်ဆိုရင်ဒါကတော့အဓိကအချက်အခြေခံအဓိကအချက်ပေါ့เนาะအရေးကြီးလိုရတဲ့အချက်ပါတကယ်လို့ကိုကမြန်မာ location ဖြစ်နေတယ်ဆိုရင်တော့ကိုဘယ်လောက်စူးစမ်း Facebook ကကို impact ခံလာမှာမဟုတ်ပါဘူးပေါ့เนาะ impact ခံရမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်လာပြီးတော့မျှဝေပေးတာပါဒါ location ဝင်ကြည့်တဲ့နေပါเนาะ